အားလုံးမင်္ဂလာပါဆရာအနေဖြင့်ဒီနေ့မှာဆေး2မျိုးယူလာပါတယ်ဒီဆေးကိုတော်တော်များအထုပ်ကလေးနဲ့ဘူးလေးနဲ့ပြပေးပါဆိုပြီးတော့မှပြောထားလူတွေအတွက်ကိုဒီဆေးလေး2မျိုးကိုဒီနေ့ယူလာတာဖြစ်ပါတယ်အဲ့လိုဆိုတော့ဒီဆေးလေး2မျိုးကဘလို့အလုပ်လုပ်လဲဆိုတာလေးကိုရှင်းပြမှာဖြစ်ပါတယ်ဟိုရက်ကဗီဒီယိုဖိုင်တင်ထားတယ်အဲ့ဗီဒီယိုဖိုင်မှာကျွန်တော်ပိုးစင်းလေးကိုအဓိကတောင်းသူတွေမေးမြန်းထားတဲ့ဒီလူတွေများတယ်ပေါ့နော် comment တွေများတယ်ဒီပိုးစင်းလေးကြားရဆိုရင်အကောင့်တွေအတွက်များသွားရင်လုံးဝဒီထိရောက်မှုbasic ဖြန့်မရဘူးအဲ့လိုမျိုးပြောတဲ့လူတွေရှိပါတယ်ဒီကလို့ကိုအားမအဲ့လိုမျိုးကြာနေသလားဒါမှမဟုတ်အကောင်ကြီးအတွက်နေတဲ့အချိန်မှာဖြန့်မလားကြိုတင်ကာကွယ်ဖြန့်မလားကြာနေတဲ့အချိန်မှာပဲဖြန့်မလားဆိုတာကိုအရေးကြီးပါတယ်ဒီဆေး2မျိုးကတော့ကျွန်တော်ကြိုတင်ကာကွယ်ဖြန့်လို့လည်းရတယ်လို့အခုကြာနေတဲ့အချိန်မှာဖြန့်မယ်ဆိုရင်လည်းဆေးကိုချွေးအောင်ဖြန့်ခြင်းအပြင်4 5ပဲ6ပဲဆိုရင်အကောင်ကြီးအတွက်ပို့ပြီးနေလာမှာဖြစ်ပါတယ်အဲ့လိုဆိုဆေးနာမည်ကကျွန်တော်တို့ကဒီမှာ shiny ဆိုတဲ့ဆေးလေးဖြစ်တယ်ဈေးနှုန်းကပြောပေးမယ်ဒီမှာ jacket ဆိုတဲ့ဆေးလေးဖြစ်ဒီဆေး2မျိုးကိုကျွန်တော်တစောင်းစီထည့်ပြီးဖြတ်မှာဖြစ်ပါတယ်ဒီအထုပ်ကလေးကကျွန်တော်3000ခွဲရှိပါတယ်သူက10ပုံးသာပါဒီ jacket ကြတော့ကျွန်တော်15500သူက10ပုံးသာရမယ်2မျိုးဆက်ဖြတ်မယ်ဆိုရင်တော့ကျွန်တော်9500ဆိုရင်ကျွန်တော်10ပုံးသာရမှာဖြစ်ပါတယ်အဲ့လိုဆိုတော့ကျွန်တော်ဒီပိုးတွေအတွက်အခုအချိန်မှာပူပြန်းနေပြီးရင်အောက်ကရေတန်းနေအဆိုရက်ရှိတယ်ဆိုရင်ဒီပိုးတွေကလုံးဝကုန်းကိုများဆိုင်နေဆိုင်တနည်းမဟုတ်တနည်းကြလာမှာဖြစ်တဲ့အတွက်ကြိုတင်ကောက်ွယ်ဖြန်းကျင်တဲ့လူတွေရှိရဆိုရင်လည်းပဲဒီဆေးလေးကိုရအောင်ဝေပြီးတော့မှဖြန်းစေချင်တယ်။ဘာကြောင့်ဆိုတော့ဒီဆေးဒီခြားဆေးနဲ့မတူဘူးသူရဲ့အထက်မှာပါတဲ့အာနိသင်တွေကသူ့အနေနဲ့သူပိုးကောင်ကိုဒီအလုတ်လုတ်တဲ့ပိုးကောင်တက်တဲ့ပုံစံနဲ့အလုတ်လုတ်တဲ့ပုံစံလေးတွေကဒီနည်းနည်းလေးမတူကွေးပြားမှုလေးတွေရှိရဖြစ်တဲ့အတွက်ကိုဆန်ဒီဂျိုးမလေးရှိတယ်ဆိုရင်တောင်မှဒီဆေးလေးတွေကိုတီးတန့်သွားဝေပြီးတော့မှဖြန်းစေချင်တယ်တကယ်လို့များဆေးဝေလို့မရဘူးဆိုရင်လည်းပြောလို့ရပါတယ်အောက်က comment မှာဖုန်းနံပါတ်နဲ့နေလိပ်စာလေးကိုချပေးထားခဲ့မယ်ဆိုရင်ကျွန်တော်အနေဖြင့် Royal Express နဲ့ပို့ပေးလို့ရပါတယ်ခင်ဗျာအဲ့တော့ဆိုတော့ဒါဒီဘာကြောင့်ဖြန်းခိုင်းနေလဲဆိုတော့အခုအချိန်မှာပူပြန်းတဲ့အချိန်ဖြစ်တဲ့အတွက်ကိုရန်ဖြူသို့မဟုတ်စုံစားဖို့ဒီအခုတော်တော်များနေတယ်အခုနောက်ပိုင်းစုံစားဖို့ထဲမှာမိသားစုပို့လို့ခေါ်တဲ့ဒီတချို့ပြဖြူလို့ခေါ်တဲ့အဲ့လိုမျိုးအကောင်ကိုဒီဘက်မှာဆိုရင်ကျွန်တော်အခေါ်ဝယ်ရဆိုရင်တော့ဆေးစရာအခေါ်ဝယ်ရဆိုရင်ပိုးစင်းနဲ့အဖြူလို့ခေါ်ပါတယ်ဒီပိုးစင်းနဲ့အဖြူဒီအမွှေးအမြန်အရင်များပြီးတော့အကောင်ရည်အတွက်ကကျွန်တော်အစုအပြုံလိုက်ကြတာဖြစ်တဲ့အတွက်ကိုမိသားစုပို့လို့လေးခေါ်တယ်အမွှေးပါတဲ့အတွက်ကိုတော်တန်ဆေးရတော့အထိတ်ကိုမထိဘူးပန်လုံးပြက်မပါရဆိုရင်တော့မှအမွှေးမှာထိတဲ့အတွက်ကိုအကောင်ကမသေးနိုင်ပါဘူးခင်ဗျာအဲ့ဒါကြောင့်မို့ကျွန်တော်ဒီအကောင်လေးကိုမှကျွန်တော်ဖြန်းမယ်ဆိုရင်ကျွန်တော်မဲမော်ကုမ္ပဏီကနေထွက်တယ် Chinese နဲ့ jacket နဲ့ကိုတစောင်းစီထည့်ဖို့ဖြန်းဖို့လိုတယ်ခဏမှားတယ်ဒီဆေးကိုဘာကြောင့်ညှော်တယ်လဲဆိုတာအဓိကအကြောင်းရင်းဒီအဲ့ဒါကြောင့်မလို့ဖြစ်တယ်စိုးကျိုးအနေဖြင့်ဘာတွေဖြစ်လာမလဲဆိုတော့ပိုးကောင်ကြပြီးမှစိုးကျိုးဘာတွေဖြစ်လဲဆိုရင်ဒီအကောင်ရည်အတွက်များသွားရင်ဆိုရင်အရွက်လိတ်တာအရွက်ခုံးတာအပြင်ဟိုမှာနောက်ဆုံးဒီတချံလုံးကွန်းတချံလုံးဟိုမှာစွန့်ပစ်ပလိုက်ရတဲ့အနေအထားဒီကိုဖြစ်တတ်တယ်အဲ့ဒါကြောင့်မို့ဒီပိုးရဲ့စိုးကျိုးဒီအဲ့ဒါဖြစ်တယ်ဒီပိုးရဲ့နောက်ဆုံးဘလောက်တောင်မှခုနေတဲ့ရှင်တွေဆိုရင်အကြောထောင်ပြီးတော့မှဝေလက်မကြိုက်တဲ့အနေအထားကြီးဖြစ်တဲ့အတွက်ကိုဆိုးကျိုးအမတန်များတဲ့အတွက်ကိုဒီဆေးလေးကိုတော့ရအောင်ဝေပြီးရအောင်ဖြန့်စေခြင်းနဲ့လူကြီးမဲတို့အနေဖြင့်အကုန်လုံးအဆင်ပြေဖို့လို့မျှော်လင့်ပါတယ်ခင်ဗျာ